အဲ့ဒါလို့ဘဝကူးတဲ့အခါဒီဘဝကူးကောင်းအောင်ဘယ်လိုကျင့်ဆောင်မလဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေများစွာရှိတဲ့ထဲကဒေသနာတော်တစ်ပုဒ်အရာပြောပြဘဝကူးကောင်းကျင်လို့ရှိရင်တဲ့ပြည့်စုံမှု၃မျိုးနဲ့ပြည့်စုံအောင်ကြိုးစားပြည့်စုံမှု၃မျိုးဆိုတာဘာလို့ဆိုနံပါတ်၁ကသီလတမ္ပရာကိုကျင့်တရားနဲ့ပြည့်စုံအောင်ကြိုးစားပါကိုကျင့်တရားဆိုတာအ ਨੇ ဆုံး၅ပါးသီလကိုဆုံးလို့ရတယ်ပေါ့ပါဏာတိပါဒအမှုကိုမကျူးလွန်ဘူးရှောင်တယ်အာရိဏဒါနအမှုကိုမကျူးလွန်ဘူးရှောင်တယ်ကာမေတုမိစ္ဆာစာရမကျူးလွန်ဘူးရှောင်တယ်မုဒဝါဒမကျူးလွန်ဘူးရှောင်တယ်သူရမေတွေကမကျူးလွန်ဘူးရှောင်အဲ့ဒါကိုသီလတမ္ပရာလို့ခေါ်တယ်ကိုကျင့်တရားကောင်းတယ်အဲ့ဒီကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ဘဝခုဟာကောင်းတယ်လို့မြတ်စွာဘုရားဟောထားတာနော်အဲ့တော့ဘဝခုကောင်းဖို့ဆိုရင်ဘာလို့ရမလဲဆိုရင်သီလလုံအောင်ထိဘဝခုကောင်းတယ်နော်မြတ်စွာဘုရားကကာယတဗေဒပရမရဏသုကတိတက္ကံလောကဥပပစ္စတိသီလတမ္ပရာနဲ့ပြည့်စုံလို့ရှိရင်သီလတမ္ပရာသီလနဲ့ပြည့်စုံမှုဆိုတဲ့အကြောင်းကြောင့်တတ္တဝါတွေဟာနောက်ဘဝမှာကောင်းတဲ့ဘုံရောက်တယ်ဒီလိုခေါ်ထားတာနော်အဲ့တော့ဘဝကူကောင်းကျင်လို့ရှိရင်သီလနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါနံပါတ်1နံပါတ်2ပြည့်စုံမှုရဘာလို့ဆိုစိတ်တတမ္ပရာကောင်းမြတ်တဲ့စိတ်နဲ့သဘောထားတွေနဲ့ပြည့်စုံအောင်ကြိုးစားအဲ့ဒါလည်းပဲအများကြီးမဟုတ်ဘူးနှစ်ခုတည်းတယ်နှစ်ခုတည်းတယ်ဆိုတော့ဘာလဲဆိုရင်အနဘိဇာတဲ့အပြာပါဒအနဘိဇာဆိုတာအဘိဇာဆိုတဲ့လောဘလွှမ်းနေတဲ့စိတ်တစ်ဖြစ်ရဘူးဗျာပါဒလို့ဆိုတဲ့ဒေါသလွှမ်းမိုးထားတဲ့စိတ်တစ်ဖြစ်ရဘူးခုနလောဘလွှမ်းနေတဲ့စိတ်ဆိုလို့ရှိရင်လောဘကြောင့်လူတွေကဘာဖြစ်တယ်ဆိုပြိတ္တာဘုံရောက်တတ်တယ်ဒေါသကြောင့်လူတွေကဘယ်ရောက်တတ်တယ်ဆိုငရဲဘုံရောက်တတ်တယ်အဲ့ဒါကြောင့်မို့လို့လောဘလည်းလွတ်ကင်းတယ်ဒေါသလည်းလွတ်ကင်းတယ်ကောင်းမြတ်တဲ့အလောဘအဒေါသဆိုတဲ့စိတ်ဓာတ်မျိုးတွေနဲ့ပြည့်စုံနေကိုကြိုးစားရမယ်ခုနပြောတာမနဲ့မိုးလင်းထလာတဲ့အချိန်ကနေစပြီးတော့လောဘနဲ့မတွေးဘူးဒေါသနဲ့မတွေးဘူးဒါအရေးကြီးတယ်လို့သူတို့ဆိုတာနော်ကောင်းမြတ်တဲ့စိတ်တွေဖြစ်အောင်ကိုကြိုးစားဖြစ်လာရင်ဖယ်ရှားပြစ်လောဘဒေါသမောဟအဖြစ်မခံနဲ့အဲ့ဒါဟာအမတန်မှနစ်နာဆုံးရှုံးတတ်တယ်စိတ်တတမ္ပရာမွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ပြည့်စုံအောင်ကြိုးစားမွန်မြတ်တဲ့စိတ်ဆိုတဲ့နေရာမှာဘုရားကဒီနေရာဟောတာအနဘိဇာနဲ့အပြာပါဒဆိုတာအာလောဘနဲ့အာဒေါသနော်မတွေ့တာချင်းဒီအာလောဘဆိုတာ generosity ပေါ့